မြေဝယ်တော့မယ်ဆိုရင်ကျေလီကောင်းလေးပဲဆိုတဲ့အောင်မဟာရဲ့အဝယ်တော်တွေရှိလားရွှေပြည်သာမြို့ရဲ့ရက်ကွက်ကောင်းတစ်ခုဖြစ်တဲ့အမှတ်6ရက်ကွက်ရွှေညမောင်စည်းကြီးအနီးမှာတည်ရှိတဲ့မြေကွက်ကျေရက်ကွက်သက်တန်နေရာကောင်းလေးနဲ့မိတ်ဆက်ပေးသွားအောင်မှာမို့လို့အောင်မဟာရဲ့အဝယ်တော်များဒီဘလော့လေးကိုအတူတူပြီးစအောင်လက်ကြည့်ပေးဖို့ဖိတ်ခေါ်ပေးလိုက်ပါတယ်အဝယ်တော်များအားလုံးပဲမင်္ဂလာပါရှင်အခုမြင်နေရတဲ့မြေကွက်လေးရဆိုလို့ရှိရင်တော့မြေအကျယ်ဝန်း28ပေ60 28ပေ60နဲ့29ပေ60စုစုပေါင်း3ကွက်တွဲမြေအကျယ်84ပေ60ရှိတဲ့မြေကွက်ကျေပဲဖြစ်ပါတယ်အခုပြောသွားပေးတဲ့ပေအကျေလေးတွေကဆိုလို့ရှိရင်တော့260ခရမ်းမြေမှာအတိအကျပါဝင်မှာဖြစ်ပြီးတော့260ခရမ်းမြေ3ဆောင်ထွက်ရှိထားပါတယ်။မြေကွက်မြေဖို့ထားပြီးမီတာနှလုံးပါဝင်မှာဖြစ်ပါတယ်။အခုမိတ်ဆက်ပေးသွားတဲ့မြေကွက်လေးတွေရဲ့အယောင်းတန်ဖိုးပါဆိုလို့ရှိရင်တော့တစ်ကွက်ကိုကျပ်သိန်း2250နဲ့3ကွက်တွဲစီကျပ်သိန်း6950မှာပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းစင်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။မြေခွေးကျေကြိုက်တဲ့အောင်မဟာရဲ့အဝယ်တော်များလာကြည့်ပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ဘလော့လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။